American နဲ့ Japan တင်ဆိုရင်ဘယ်မှာနေမလဲ Electrical Engineer အနေနဲ့ American မှာတပတ်လူစားက Japan ရဲ့ဒလလူစားနဲ့ညီမျှတယ်ပေါ့နော်ကျွန်တော်ရဲ့တွေ့ကြုံမရဆိုရင်ဒါပေမဲ့စစ်ကြီးအောင်အသုံးစရိတ်ဘက်မှာဒီဟာဆိုရင်တော့ Japan ရင်းငွေနဲ့ဆိုရင်2000ကျော်ကော်ရခါကြီးခါကျတော့လည်းစားခြင်းစရာကြီးပါပြောစရာကြီးနန်းနန်းပင်ခါကျတော့150နီးပါဂျပန်တက်စီပေါ်တယ်ဖြည်းဒီခါကျတော့ဂျပန်နဲ့စီတူတူပဲ600ခုနေရစပြီးတော့တည်းတည်းကတော့တော်တော်စေပေါ်တယ်150နီးပါမနာကာတီကတော့ဂျပန်ရောက်ပြီးကြတဲ့မစားရတာချပြီး$2.5တလုံးတန်ပါတယ်တန်ပြာဒီစစ် line ခါကျတော့ဂျပန်နဲ့စေပေါ်တယ်150တလုံးလောက်ဖြစ်တယ်ရုပ်ကတော့တော်တော်စီကြီးတယ်$10နီးပါပေးရပါလေလူတုံးပုံပိုင်းကကျတော့တော်တိုင်းစီဆိုရင်$3 $4 $5လောက်ပေးရတာပေါ့နော်ဒီလိုစီကြီးဒါကတော့ပေလကပါပေါ်မှာပဲရောက်ဘာသွားရတဲ့ဈေးတစ်မျိုးပေါ့နော်မဟာဖြစ်စီတခွားမွေးကကျတော့$5ဂျပန်နဲ့ဈေးပေါ်တယ်အမေကကျတော့တော်တော်ဈေးပေါ်တယ်$10 $15လောက်တော်တော်များများရတယ်ဂျပန်နဲ့တော်တော်ဈေးပေါ်တယ်အပြင်မှာသားစားရင်ဂျပန်နဲ့မတူတဲ့ဟာဈေးကြီးတယ်သူတို့ tip နဲ့တောင်းတယ်တချို့ဆိုင်တွေလာကြတဲ့က tip က15 16 25 35တော်တော်ဈေးကြီးရဘာနေ tip ပဲတောင်းချင်ပါတယ်ဒီလိုဆိုင်ဆို tip တောင်းပြီး service လုံးဝမကောင်းပါဂျပန်နဲ့ရှင်လိုက်လို့ရှင်အဲ့ဒါတော့အားနေချက်တစ်ခုပေါ့အစားအသောက်ပိုင်း US ကဈေးကြီးပြီးတော့ဂျပန်ကကျတော့တော်တော်ဈေးသက်သာတယ်လို့ခံစားရပါတယ်နောက်တစ်ပုံမှာဈေးခံနဲ့ transportation အကြောင်းဆက်ပြောပါမယ်ကျေးဇူးပါခင်ဗျားဆိုရင်ဘယ်မှာနေချင်တာလဲ follow ထားနော်